ဒီကောင်တွေကထမင်းအများကြီးစားတော့ငါအသေးချက်နေရပြီကဲကြပါဦး ကျွန်တော်တို့ကိုကဲတွေကိုသွားပါမယ်အကိုကဲရောက်ပြီဆိုလို့ရှိရင်တော့အဲ့မှာ Gemini Enterprise ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင် website ထဲဝင်မယ်ပြီးရင် start 30-day trial ဆိုတာလေးကိုနှိပ်ပါပြီးတော့ရင်ပြထားတဲ့အတိုင်းလိုက်နှိပ်ပေးပါပြီးတော့ရင်တော့ကိုလိုချင်တဲ့ပုံစံကိုဒီထဲမှာရိုက်နှိပ်ပြီးရောဗီဒီယိုဖန်တီးနိုင်ပါပြီကျွန်တော်ဗီဒီယိုလေးတွားကြည့်လိုက်အောင် ဒီကောင်တွေကထမင်းအများကြီးစားတော့ငါအသေးချက်နေ ကိုလင်းမှာ TikTok Insider ပါ